အားလုံးပဲမင်္ဂလာပါဗျလိုင်းဝမှာရှိကြတဲ့ 3D ဝါသနာရှင်အကိုတွေမတွေနော်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တန်းနိုင်ပါဗျနော်ဟိုကျွန်တော်ဒီတစ်ပတ်ဘာမှမဟုတ်လိုင်းဘောကိုဒါပြန်ပြီးတော့မျှဝေပေးတာပါမျှဝေပေးရဆိုတော့ကိုယ်တိုင်အဆင်ပြေခဲ့တဲ့ဆရာတဦးပေါ့နော်ဒီဆရာတဦးနဲ့လည်းမိတ်ဆက်ပေးခြင်းလို့ဒါကျွန်တော်ပြန်တင်ပေးတာအဲ့တော့ကျွန်တော်တင်ပေးတာလေးကိုအဆင်ပြေတယ်ဆိုတဲ့သူတွေယူကြပါနော်ဖုန်းနံပါတ်ကျွန်တော်အခုဒီမှာဆရာတယောက်ရဲ့ဖုန်းနံပါတ်နဲ့မိတ်ဆက်ပေးမယ်နော်ဒီမှာအခုကျွန်တော်ဒါကြံခဲ့တဲ့ဒီမေဟွာပေါ့နော်73ရက်နေ့ပေါ့နော်73ရက်နေ့ကကျွန်တော်ခဏအောင်မြင်ခဲ့တဲ့ဆရာတဦးပေါ့နော်အရင်ဆုံးကျွန်တော်ဖုန်းနံပါတ်လေးကိုကျွန်တော်တစ်ချက်ပြပေးမယ်နော်ဒီမှာဒါဆရာဦးမျိုးမြင့်အောင်နဲ့နော်သူကင်တဲ့ဖုန်းကအဲ့ဒီမှာ0839 996 315ဆိုတဲ့ဖုန်းနော်ဒီဖုန်းနံပါတ်ပိုင်ရှင်အဲ့ဒါဆရာဦးမျိုးမြင့်အောင်လို့ခေါ်တယ်နော်ဒီမှာဒီဖုန်းနံပါတ်လေးတစ်ချက် screenshot လေးတစ်ချက်ရိုက်ထားနော်ဒီမှာကျွန်တော်ကနန်းသွားယူတာအရင်တစ်ပတ်ကဒီ339အပတ်ကနော်ကျွန်တော်ပေါက်တဲ့အပတ်ကဒီမှာကြည့်မေ73ရက်နေ့မိတ်ဆွေများထွက်ဖို့ဒါဟို3ရက်လောက်လူသေးတယ်ကျွန်တော်ကနန်းသွားဝယ်တော့နော်ဒါဟိုတချို့အကိုတွေမကြီးကြောက်လဲတိတ်နားမလဲတဲ့လူတွေရှိတယ်အဲကြောင့်တခြားလေးရှင်းပြပေးတာနော်ဒီမှာမေ73ရက်နေ့ဆိုတော့မိတ်ဆွေများထွက်ဖို့က3ရက်လောက်လူသေးတယ်ပေါ့နော်ဒါကနန်းထွက်ဖို့3ရက်လောက်အလိုမှာကျွန်တော်သွားဝယ်ခဲ့တယ်မေ73ရက်နေ့ပေါ့နော်16ရက်နေ့မှာထွက်တဲ့ကနန်းကိုအဲ့တော့အခုဒီမှာကြည့်ကနန်းကတော့သူကဟိုအဖွဲ့ဝင်ကြီးတော့လွှဲပေးရတယ်ဗျအဲ့ဆရာနာမည်ကမျိုးမြောင်လို့ခေါ်တယ်ဗောနော်ခုနကကျွန်တော်ဖုန်းနံပါတ်လည်းပြပြီးပြီကျွန်တော်အဖွဲ့ဝင်ကြီးသူကနန်းယူမယ်ဆိုရင်အဲ့ဆရာကိုအရင်ဆုံးဖုန်းဆက်ရတယ်ဗျဖုန်းဆက်ပြီးတော့ဟိုကိုကလည်းရှုံးထားတယ်ဆိုရင်တော့ရှုံးထားတဲ့အကြောင်းပေါ့ဗျတခြားလေးအဆင်ပြေအောင်တော့ပြောဟိုကျွန်တော်ကတော့အခုတာပြောတော့ဆရာကျွန်တော်လည်းရှုံးနေတယ်လို့ရှုံးကြီးတွေရှိတယ်လို့ဟိုကျွန်တော်ဆိုရင်100ကျော်200ဝန်းကျင်လောက်ရှိတယ်ကျွန်တော်ဒီ chain နဲ့ပတ်သက်ပြီးရှုံးထားတာအရှိမလဲလည်းမျိုးပေါ့နော်ဒီ line ပေါ်မှာကလင်ကြီးဆရာကြီးနဲ့တွေ့အဲ့လိုတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာအဲ့တော့အဖွဲ့ဝင်ကြီးလွှဲလိုက်တဲ့ကျွန်တော်အဲ့ဒါအဖွဲ့ဝင်ကြီးလည်းလွှဲပြီးတော့ဒါကနန်းကို message နဲ့ပို့တာပေါ့နော်ကျွန်တော်တို့ဒါနာမည်တွေပါပြောရတယ်ကျွန်တော်တန်းနိုင်ဆိုတော့အခုဒီမှာကနန်းပို့လာတယ်ဒီမှာကြည့်ဒီမှာ16ရက်နေတာကျွန်တော်339ဒီကနန်းကိုကျွန်တော်မိတ်ဆွေတွေမေးလိုက်မယ်မင်းဘယ်လောက်ဟိုးပေါက်လဲဆိုတော့အခုဒီကနန်းကိုကျွန်တော်2သိန်းနဲ့9000ဘူးကျွန်တော်ပေါက်တယ်ဒဲရတာပေါ့နော်339အဲ့တော့ဗျာဘာပြောဝမ်းတာတယ်ကျွန်တော်ရှုံးကြီးတွေလည်းကြေသွားပြီပေါ့နော်ကျွန်တော်နားရင်လည်းနားမယ်ပြောလို့မရတော့ဘူးဘာပြောဒီလိုမျိုးအဆင်ပြေသွားတာအဆင်ပြေသွားတဲ့အတွက်ကိုကျွန်တော်တော်တော်လေးပြောတယ်အဲ့တော့ဘာဖြစ် line ပေါ်မှာကျွန်တော်တို့ပဲเนาะဟိုတကယ်3နဲ့ပတ်သက်ပြီးရှုံးနေတဲ့သူတွေလည်းရှိကောင်းရှိနိုင်တယ်ဆိုကြတော့လေဟိုလက်ကြီးသမားတွေပေါ့เนาะတကယ်ဝါသနာပါလို့လိုမျိုးဟိုလက်ကြီးထိုးတဲ့လူတွေများထိုးတဲ့လူတွေဒီလိုဆရာမျိုးတွေနဲ့တွေ့ရင်တကယ်အဆင်ပြေနိုင်တယ်ဗျာဘာလို့ဆိုတော့ကနန်းကဒီမှာကြည့်ကျွန်တော်တခွက်တည်းပေးတာတော့မိတ်ဆွေ339ကိုကျွန်တော်ဒါတော့မှကျွန်တော်တို့ကဟိုတိတ်ရှိတဲ့လူတွေမဟုတ်ဘူးဗျာအဲ့တော့ကနန်းကို9လောက်ပဲထိုးလိုက်တာကျွန်တော်2သိန်းနဲ့9000မို့ပေါက်တယ်နော်ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ဒါလာမျှဝေပေးတာပါเนาะကျွန်တော်ပြောတာလေးတွေကိုအခုကျွန်တော်ပြောတဲ့အတိုင်းလေးကိုအဆင်ပြေတယ်ဆိုတဲ့သူတွေเนาะဒါတကယ်လိုရတဲ့ဆိုရင်ဆက်သွယ်ကြည့်ပါဆရာဦးမျိုးမြင့်အောင်เนาะဖုန်းနံပါတ်က0839 996 315เนาะကနန်းကတော့ကျွန်တော်ပြောခဲ့သလိုပဲခုနကသူကပေါက်ပြီးတော့မှသူကပေးတာတော့မဟုတ်ဘူးအဖွဲ့ဝင်ကြီးတော့လွှဲပေးရတယ်အဖွဲ့ဝင်ကြီးလွှဲပြီးပြီဆိုတာနဲ့သူကနန်းတန်းချပေးတယ်ပေါ့เนาะဒီမှာပါဒါခုနကဒါကျွန်တော်ဒီတစ်ပတ်ပေါ့เนาะဒီ16ရက်နေ့ဒီ9လပိုင်း16ရက်နေ့ကကျွန်တော်339နဲ့အောင်မြင်ထားတာလေးပေါ့เนาะဒါလေးကိုပြန်ပြပေးတာအားလုံးကျေးဇူးတင်ပါတယ်ဗျာเนาะshare ပေးကြပါဦး